ကဘာပေါ်မှာလေထုညဉ့်ညမ်းမှုအမြင့်ဆုံးမြို့တော်10မြို့ထဲမှာရန်ကုန်မြို့လည်းပါဝင်နေပြီးအဆင့်4နေရာမှာရောက်နေပါတယ်။ IQA ရဲ့ထုတ်ပြန်ချက်အရ2026ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာ Air Quality Index ဟာ192အထိရောက်ရှိနေခဲ့တာပါ။ဒါဟာလူကိုမကျန်းမစိန်နိုင်တဲ့အထိဖြစ်နေစေပြီးကျန်းမာရေးမကောင်းမွန်သူတွေအပြင်မထွက်တဲ့အနေအထားဖြစ်ပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့မှာရန်ကုန်မှာနေထိုင်သူတချို့မျက်စိဆက်တာအသက်ရှူမဝတဲ့ဖြစ်ရတွေကြုံခဲ့ကြရတယ်လို့ပြောဆိုမှုတွေရှိခဲ့ပါတယ်။ရန်ကုန်ဟာမြန်မာနိုင်ငံမှာအကြီးဆုံးမြို့ဖြစ်တယ်လို့နေ့စဉ်ကာဗွန်ထုတ်လွှတ်မှုမြင့်မားပြီးလူနေတိတ်တဲပြီးစက်မှုစုံများပြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒီအချက်တွေကြောင့်ပဲလေထုညဉ့်ညမ်းမှုမြင့်လာပြီးတနိုင်ငံလုံးမှာလည်းလေထုညဉ့်ညမ်းမှုအမြင့်ဆုံးမြို့အဖြစ်လည်းရောက်ရှိလာခဲ့တာပါ။ရန်ကုန်ရဲ့လေထုအရေးအသွေး AQI ဟာမင်္ဂလာတောင်ညွန့်မှာ190လာသာပပဲတန်းဖက်မှာ186ကဘာအေးဖက်မှာ188တောင်ဩကလာပဖက်မှာ183ဗဟန်းမှာ159ရန်ကင်းမှာ151တန်လျင်ဖက်မှာ121အထိရှိနေတယ်လို့သိရပြီးဖေဖော်ဝါရီလ23ရက်နေ့ဟာလေထုအညဉ့်ညမ်းဆုံးနေ့ဖြစ်ခဲ့ပါတယ်ကဘာမှာလေထုအညဉ့်ညမ်းဆုံးမြို့အဖြစ်ထိပ်ဆုံးမှာရှိနေတာကဘင်္ဂလားဒေ့ရှ်နိုင်ငံကဒါကာမြို့တော်ဖြစ်ပြီး AQI 230ရှိပါတယ်။သူ့ရဲ့နောက်မှာအိန္ဒိယနိုင်ငံကကလကတ္တာနဲ့ဒေလီမြို့တို့ရှိနေပြီးတော့မြန်မာနိုင်ငံကရန်ကုန်မြို့ဟာအဆင့်4နေရာမှာရှိနေခဲ့တာပါ။